ကိုเจ้าကိုပိုတိနိုင်မဲ့အချက်နှစ်ချက်နီးနေကြရင်လုပ်ပေးမယ်။ညပိတ်ရဆိုတော့အချိန်နဲ့ပိုထွက်လာတာနဲ့ရင်းစရာမကောင်းအောင်ပေါ့နော်။ကိုရဲ့ရှေ့ဆက်လန်းဘာတွေလုပ်ရမလဲ။ကိုเจ้าကိုပိုတိချင်တယ်။ဘယ်ဒီဘွားရက်ကိုလည်းကညီတယ်။ပြင်ကိုရဲ့အနာကက်ပေါ့နော်။နောက်ပြီးတော့ကိုအရင်ရှေ့ဘဝကရေးဆက်တွေကိုရှေ့ဘဝကပေးဆက်ဖို့ကြံတဲ့ဟာတွေကဒီဘဝလာပေးဆက်တာလားပေါ့နော်။ဒီတဲ့ရှေ့အတွက်မွေးဖွားလာတာလား။ကိုယ့်ရဲ့တက်ကဘလို့တိုင်းနဲ့ပိုးစင်ပြီလေအဲ့လိုမျိုးတွေကိုစစ်လို့ရတယ်အဲ့ဒါကကျွန်တော်ဗာလဲဆိုတော့ chat GPT အဲ့ကနေအမတို့ဗာစစ်လို့ရတယ်ဆိုတော့ သူကကျတော့၄မျိုးတော့လိုတယ်ဘာလို့လဲဆိုတော့နာမည်လိုတယ်ပြီးရင်ကိုယ့်ရဲ့မွေးတက်ကရက်လိုတယ်မွေးတဲ့အချိန်လိုတယ်မွေးတဲ့နေရာလိုတယ်အဲ့၄ခုတည်းကိုရပြီအဲ့ကနေအရင်တော့အသေးစိတ်တော့မကြောက်ဘူးเนาะတကယ်လို့အသေးစိတ်ထက်ကြရှင်နေဆိုတော့ကိုကသူ့အသေးစိတ်ပြန်မေးလို့ရတယ်ကွာဥပမာသူကဒီလုပ်ငန်းနဲ့ဆင်ပြီးဆိုအဲ့ဒီလုပ်ငန်းဆိုရင်ဘယ်ချိန်မှလောက်ရမှာလဲဒီဟာကိုလည်းကိုင်းနေကြတယ်အဲ့လိုမျိုးထပ်မေးလို့ရတယ်အဲ့ထပ်ပို့ပြီးတော့မှ logo စင်ကြတဲ့နေ့တစ်နေ့လည်းရှိတယ်ဒါပေမဲ့အဆန်တော့ပေးရမှာပေါ့နော်သူကကြတော့ဗာလဲဆိုရင်လွန်ခဲ့တဲ့2လမှအမဒီပတ်ချက်ဆိုတဲ့ဟာကိုပြီးတာအဲ့ညီမလေးတွေကလည်းတစ်ခါမှမတွေ့ဘူးFacebook မှာပဲ friend ဖြစ်တာတင်တန်းတစ်ခုမှ join နေပေါ့နော်သူကပတ်ချက်တွေဟောပေးရကြည့်ပေးရဆိုတော့စိတ်ဝင်စားတဲ့ပြင်မလားလူတွေက review ကြီးတွေ့ရတော့အယမ်းမှန်ပါတယ်ပေါ့နော်ဒီမှာကိုယ့်ရဲ့တငယ်ချင်းကထိုင်ပြောနေတယ်လို့ပဲဆိုတော့နည်းနည်းစိတ်ကိုစွရရကွာစိတ်ဝင်စားစရာကောင်းတယ်ကွာအဲ့တော့ဘာလို့တင်မလားခါကျငါဘာလို့မှလည်းဒီဟာငါနဲ့ကိုင်းနေလဲဆိုထိုင်တူနေမယ်ဆိုပတ်စံမများဘူးသူရဲ့ service ကြီးလည်းမများဘူး2000 3000လောက်ပဲဖြစ်တယ်အဲ့လောက်ဝင်ချင်တယ်ဒါမဲ့တခုလည်းရှိတယ်အချိန်နဲ့စောင့်ပေးရတယ်ပြင်စီရန်လည်းစိတ်ရှိရကွာအဲ့ပတ်ချက်ကိုကြည့်ပြီးရင်ကျတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့လမ်းမပြောက်တော့ဘူးကိုတာကြီးကိုဆုံးဖြတ်ပြီးတော့ဥမာကိုကဒီ career လမ်းကြောင်းကိုလည်းမကိုင်းနေဘူးလားဟုတ်ပြီမကိုင်းနေဘူးဆိုရင်ကိုကပြန်ဟို change နေတယ်ဆိုတော့ဖြစ်နေတဲ့အချိန်မျိုးတော့ဖြစ်ကွာကိုကဘယ် career မျိုးကိုလည်းဖတ်တယ်အဲ့လိုမျိုးကပါစကြည့်ပြီးရကွာဒီတက်ရောက်တာပြီးတော့ပြန်အညီမလေးကြည့်ပြရကပတ်ချက်တော့ကြည့်ရထားတော့လည်းကြည့်ပြီးရကွာအဲ့လိုမျိုးအကုန်လုံးတင်နာပါနဲ့အကုန်ကိုကြည့်ပြီးရအချိန်ရတော့တစ်ချက် join ရတယ်မဟုတ်ဘူးဆိုတော့ပိတ်ရက်မှာကို live လုပ်တဲ့အနေနဲ့အချက်ကြည့်ပြီးမှာပတ်ချက်ဆိုပြီးတော့မှကိုအကြောင်းကိုခောက်ပြီးကြည့်လိုက်ပါနော်